ကိုဟာပွင့်ဖက်လေးဆိုရင်မင်္ဂလေးကာရဲ့နေတည့်ရွက်လေးတကောင်းရဲ့မှောင်ရတဲ့ဝေလာမင်းလေးမင်းဆိုရင်ကိုဟာလေးကျေးဇူးလေးပဲဖြစ်နေခြင်းတပုတ်ထဲကိုဟာတီးသွားလို့ဆိုရင်မင်္ဂလေးကာရဲ့ညီစားသားလေးတွေရောင်စုံချေပချီကမင်္ဂကင်ဗတ်လေးဆိုရင်ကိုဟာလေးရောင်စုံစီသားလေးတွေပဲဘယ်လိုမှဝေးသွားလို့တော့မဖြစ်နိုင်ဘယ်လိုမှခွဲသွားလေးဆို